Hello အားလုံးပဲမင်္ဂလာပါရှင်ရိုးရိုးလေးကချင်း channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ရာသီစားလေးတစ်မျိုးဖြစ်တဲ့တစ်တူသီးနဲ့ငစီရိုင်းဟင်းလေးချက်ပြီးတော့သမီးစားကြပါမယ်ရှင်တစ်တူသီးနဲ့ငစီရိုင်းဟင်းဘယ်လိုချက်လဲဆိုတာအတူတူလက်ကြည့်လိုက်ရအောင်နော်ဟင်းချက်ဖို့အတွက်တစ်တူသီးလေးတွေကိုလေအရင်အခွန်လွှာထားလိုက်မယ်နော်အခွန်လွှာပြီးပြီဆိုလို့ရှိရင်တော့ရေဆေးပြီးတော့လေတစ်တူသီးလေးတွေကိုဒီလိုခက်စစ်စိတ်လေးမှုန်းပေးထားပါမယ်ရှင်စစ်စိတ်လေးမမောဘူးဆိုလို့ရှိရင်တော့ထပ်ပပလေးလှီးပြီးတော့ထည့်လို့ရတယ်ပေါ့နော်တစ်တူသီးလေးတွေအားလုံးမှုန်းပြီးပြီဆိုလို့ရှိရင်တော့ငစီရိုင်းကြိုက်ပါမယ်ရှင်ဒီမှာငစီရိုင်းကိုလေအချီလေးနဲ့ဆေးထားတာပေါ့နော်ဒီအချီလေးနဲ့ဆေးထားတာဆိုတော့လေငါးကြိုင်ရတာမချွဲတော့ဘူးပေါ့နော်ဒီငစီရိုင်းကြိုင်တာကလေတခြားငါးတွေကြိုင်တာတဲ့ဆိုလို့ရှိရင်တော့ပို့လို့လွယ်ပါတယ်ဒီဗိုက်သားလေးနဲ့ဘေးကဆူးလေးတွေပြန်ရိုက်ပေါ့နော်ငါးကြိုက်ပြီးပြီဆိုလို့ရှိရင်တော့ရေကိုအထက်ထက်ခါခါဆေးပေးပါမယ်ရှင်ရေဆေးပြီးပြီဆိုလို့ရှိရင်တော့စားစနစ်နဲ့2နှစ်အောင်နေပြီးတော့နှက်ထားလိုက်မယ်နော်ဟင်းချက်ဖို့အတွက်ဟင်းအနဲ့ထောင်းမယ်ပေါ့နော်ဟင်းအနဲ့ကိုတော့ကြက်သွန်ပြူကြက်သွန်လေးငြိုသီး6ကိုညနေအောင်လို့ထောင်းပေးပါမယ်ရှင်ဟင်းအနဲ့ရပြီဆိုလို့ရှိရင်တော့စီတက်မယ်စနေမုံလေးနဲ့ငယ်ထည့်ပြီးတော့စီတက်လိုက်မယ်နော်စုံလေးတွေမွေးလာတဲ့အထိစီတက်ပြပါမယ်ရှင်ကျက်သွန်လေးတွေမွေးလာပြီဆိုလို့ရှိရင်တော့စီးစားငပိလေးထည့်ပြီးတော့စီတက်ပြပါမယ်ရှင်ငပိလေးညက်ပြီဆိုလို့ရှိရင်တော့ငါးလေးထည့်မယ်ပေါ့နော်ငါးလေးထည့်ပြီးတော့ငါးကိုလေလုံးနေအောင်လို့အရင်ချက်လိုက်မယ်ပေါ့နော်ငါးလေးလုံးလာပြီဆိုလို့ရှိရင်တော့ရေထည့်ပြီးတော့ဟင်းရီဆိုတဲ့အထိချက်ထားလိုက်ပါမယ်ရှင်ချက်ထားတဲ့ငါးကြီးလေးတွေကဆူလာပြီဆိုလို့ရှိရင်တော့ခုနကပေါက်ထားတဲ့တစ်တူသီးလေးတွေထည့်ပေးပါမယ်ရှင်တစ်တူသီးထည့်ပြီးရင်တော့ငစင်ရရိုးလေးလူတဲ့အထိချက်ထားမယ်ပေါ့နော်ငစီရိုင်းကိုလေဒီလိုတစ်တူသီးနဲ့ချက်သလိုရက်သေးတို့ဇာယာသီးတို့နဲ့ချက်မယ်ဆိုလို့ရှိရင်လေရမ်းကိုမှအစားလုပ်ကောင်းပါရဲ့ရှင်ဒီလိုမိုးကြရသည်လေးမှဆိုလို့ရှိရင်တော့တစ်တူသီးနဲ့ငစီရိုင်းလေးကတော့အလက်ဖက်ဆုံးဟိတမျိုးပေါ့နော်ဟင်းနဲ့လေးကတော့ပွေးနေတာပဲရှင်ငါ့ကိုလေစားအရသာမှုတွေနဲ့တခါတည်းနေတာဆိုတော့ဒီမှာအရသာအနေနဲ့ထပ်မထွက်တော့ဘူးနော်ရလာနေကြည့်ပြီးလို့ရှိရင်တော့လိုအပ်တာလေးထည့်ထည့်လို့ရပါတယ်ရှင်ချက်ထားလိုက်တာငါအယိုးလေးတွေလူလာပြီဆိုလို့ရှိရင်တော့ဟင်းနဲ့လေးပို့ပြီးတော့မွေးအောင်လို့ပြင်စင်းလေးထည့်ပြီးတော့အုပ်ထားလိုက်ပါမယ်ရှင်ဒီလောက်ဆိုလို့ရှိရင်တော့ငါးရင်းလေးကတော့တက်ပါပြီရှင်ထမင်းစားကြပါအောင်ရှင်ဒီနေ့မှာတော့ငစီရိုင်းတစ်တူသီးဟင်းလေးနဲ့မကြီးရဲနဲ့ပေးရိုးလေးနဲ့ကိုဟင်းချိုလေးချက်ထားတာပေါ့နော်ဒီပေးရိုးနဲ့မကြီးရဲနဲ့ကလေအရန်ကိုလိုက်တဲ့ဒီဟင်းချိုလေးကလေဒီလိုမိုးကြရသည်မှာဆိုလို့ရှိရင်တော့ငစီရိုင်းတစ်တူသီးဟင်းလေးနဲ့ပေးရိုးဟင်းလေးကတော့အလက်ဖက်ဆုံးပါပဲရှင်ဒီလိုရာသီစားလေးတွေကတော့ထမင်းတော်တော်ကိုမြင်စီပါရဲ့ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်ဘိုင်ဘိုင်